ဒီကိုလေးနဲ့ဒီဆိုလေးတွေမှာလေနားရှင်းပြပါခင်ဗျာ
ရှင်တော်ဂေါရမမြတ်စွာဘုရားတောင်အမေရဲ့နှုတ်ဖို့နှုတ်တလုံးကိုပဲကြည်တာပါကျွန်တော်တို့တွေမိဘကျေးဇူးကိုရှင်တော်ဂေါရမမြတ်စွာဘုရားလို့နှုတ်တလုံးကိုမကြည်နိုင်ရင်တောင်နှုတ်သက်ဖို့များပဲကြည်ကြည်တတ်နိုင်တဲ့လောက်အတူဆက်ကြရအောင်ဆိုလားဗျာဘာမှအတင်နာခဲ့ပေးစလူတာတောင်းချစ်တဲ့အမေပါတောင်းချစ်တဲ့အမေပါဘိုးရဲ့ဒီကလေးဘဝတို့ကမိမရတဲ့အမတ်တရားလေးတွေတားမောင်းတန်တာလွမ်းမိပါတဲ့အမေတားမောင်းတန်တာလွမ်းအပြန်အိမ်ကိုအပြေဝမ်းမီတွေကမနေတာအိုးခွင့်ကြီးတမင်းအတော်ပဲရှိမကြည့်မသားကျွန်တော်ပြင်သာကြောင့်အမေရင်မပူပြင်းနေတာတားမောင်ရင်ခဏတော့စောက်မှာသပင်ကိုဖြတ်ခါရောက်တားကိုအပူကျွေးတမင်းအတော်တွေအမေအားခဲ့လို့ဝါမျိုးနေပုံမှာမဆန္ဒကြခဲ့ပြီမို့အဖေကိုပူလာတကောင်းရမို့တဲ့မှာပြီးတော့ကိုလက်မဆွေဘာကိုထွက်ရည်တားကြိတ်တဲ့အသားဟင်းကိုချက်ခါအမေကျွေးကောင်းရင်လားလို့အမေမေးနေရအမေကျေးဇူးကြီးမှလိုက်တာကံဝင်စံပြမေမိတာပါ